ကျွန်တော်ကမင်းကလည်းနေလောအစွန်းနေစစ်ဘလူးဘာကစားရဘလူးဖိုလောပါမှုရလောပါမှုတေဖာကလာတော့သူရလောဂျာတာခုစောတာဖိချာမာဂျုခဲလေနေမိတာကစားရတာတော့ဂျာတာကညောနေလောလောစောတမှုတေရလောမခရစ်ဆိုရဟိတာကစောလောမူတနီမေပါတာမိတဲလပယောကလောတေမိတဲလပညောကလောတေပါနော်ဖနေခါနေရဖာအလပယောကလောတော့မဟာကတိနေဘာခုထရခုနုဘူးနေဒါရီတေဖာအိုတခါခိခါမဆာနော်မဟာကရကတဲ့တော်ကစားရပါတဲ့ကစားကလူထားနေကဘာဟဲရလဲရွာလောခုနေရကကွာတော့ဒီမဟာကရဖာတော့ရခံစားပါလေယုံငေါနေကြတော့တာဝီတာပါတခါတော့ခါနေမိဝဲတာလေဖလာဖဲလေခိမိုရှိအပူနေလောအခုနေထားညာဤဒါကစောရကတဲတာလေဘယောကလောနေလောရှေးဥစွာဖျားသခင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါတယ်အသက်တာမှာဖခင်ကအယံကောင်းမြတ်ပါတယ်ဖခင်ကအယံကိုသားသမီးကျွန်တော်ကျမအယောက်စီတိုင်းအတွက်တကယ်ပဲအားကိုးစရာအားကိုးတယ်လို့အားကိုးထိုက်တဲ့ဖခင်ဖြစ်ခြင်းကကျွန်တော်အယောက်စီတိုင်းခံစားရတဲ့အရာဖြစ်တယ်ကျွန်တော်သာသနာကွင်းနေသွားတဲ့အခါမှာသူတို့ကိုစကားပြောတယ်အခုဒီမှာလာပြောတဲ့အခါမှာကျွန်တော်ငကိုတဲ့သူတို့ယုံကြည်ထားတဲ့ဘာသာတခြားဘာသာတွေရှိရပါတော့ဒါပေမဲ့သူတို့ကိုသခင်ယေရှုရဲ့ချစ်ခြင်းမြတ်တာအကြောင်းပြောတဲ့အခါမှာကျမတို့ကိုတကယ်ချစ်တဲ့အတွက်ဒီဟိုစားပါနော်သာသနာကွင်းနေမှာမိခင်တွေကိုသူတို့နှုတ်ကပတ်တော်ဝင်ငါတဲ့အခါမှာကျမတို့တကယ်ချစ်တဲ့အတွက်ဘာမဟုတ်တဲ့နေရာကနေဖခင်ရဲ့သာသနာရောက်ရှိခြင်းကအလကားမဟုတ်ပါဘူးဆိုသူတို့ကိုသာသနာသွားပြတာ၄နှစ်လောက်ရှိသွားပြီရက်ကွက်နှစ်ခုပေါ့ဆိုတော့၄နှစ်လောက်ရှိတဲ့အချိန်မှာသူတို့ကဘယ်လိုခံစားတကယ်ခံစားရတယ်ဒါပေမဲ့သူတို့မှာလက်ရှိနေတဲ့သူတို့ရဲ့ယုံကြည်ချက်တွေရှိတဲ့အတွက်ဘယ်လိုလဲပြောင်းလဲပြီးတော့ခရစ်ယာန်ဆိုတဲ့အရာကြီးတော့မခံယူရဲသေးဘူးပေါ့နော်ဒါပေမဲ့သူတို့မှာဖခင်နှုတ်ကပတ်တော်တော့ရှိနေပြီဆိုတော့အသက်တာမှာဖခင်ကဘလောက်ကောင်းမြတ်လဲဆိုတဲ့အရာတွေဖခင်ကနှုတ်ကပတ်တော်အဖြစ်ပြီးခဲလာဆိုလဲတမာတရားလှပါနော်တမာကျမ်းစာရဲ့နှစ်ဖြစ်တယ်လို့နှုတ်ကပတ်တော်ထားပြနေ့စဉ်တွင်တင်ပေးတဲ့အရာတွေကလည်းတကယ်ပဲအံ့ဩစရာကောင်းတဲ့အရာတွေဖြစ်ပါတယ်ဒီနေ့နှုတ်ကပတ်တော်ပြင်ဆင်တဲ့အခါမှာဘာအကြောင်းအရာကိုတွေ့ရှိရလဲဆိုရင်တဲ့နော်ထွက်မြောက်ရာကျမ်းအခန်းကြီး32 33 34အဲ့ဒီ3ခုအကြောင်းထဲမှာအကြောင်းအရာ3ခုကိုခွန်အားယူပြီးလေ့လာမှာဖြစ်ပါတယ်ပထမဆုံးကျမ်းပိုက်ကတော့ထွက်မြောက်ကျမ်းအခန်းကြီး32အခန်းငယ်15ကနေ19ဖြစ်ပါတယ်ထွက်မြောက်ကျမ်းအခန်းကြီး32အခန်းငယ်15ကနေ19ကမောရှေသည်တက်တေခံချက်ကြောက်ပြားနှပြားကိုကန်ယူလျက်လှဲ့၍တောင်ပေါ်ကဆင်းသွားလေ၏ထိုကြောက်ပြားနှမျက်နှာ၌အခရာတင်လျက်ရှိ၏ထိုကြောက်ပြားတို့သည်ဖျားသခင်ဖန်ဆင်းတော်မူသောကြောက်ပြားစာသည်လည်းဖျားသခင်အခရာတင်တော်မူသောစာဖြစ်သည်လူများကြွေးကြော်တန်ကိုယောရှုသည်ကြားလျင်တက်၍စစ်တိုက်တန်ကိုကြားပါသည်ဟုမောရှေအားဆို၏မောရှေကလည်းငါကြားသောအတန်သည်အောင်၍ကြွေးကြော်တန်မဟုတ်ရှုံး၍ငိုကြွေးတန်လည်းမဟုတ်တီချင်းဆိုတန်ဖြစ်သည်ဟုပြန်ပြော၏တက်နီးသို့ရောက်သောအခါနွားတငယ်ကို၎င်းကခုန်ချင်းကို၎င်းမြင်လျင်မောရှေသည်အမျက်ထွက်သဖြင့်ကြောက်ပြားတို့ကိုချ၍တောင်ချေရင်၌ချိုးဖဲ့လေ၏ဆိုတော့ဒီအကြောင်းအရာကိုဘာတွေ့ရလဲဆိုရင်ဒါကတော့ဒီမောရှေကနေပြီးတော့ပြည့်ညတ်တော်10ပါးသွားယူတဲ့အကြောင်းအရာဖြစ်တယ်။တိနာတောင်ပေါ်မှာဖျားသခင်ကသူ့ရဲ့လူမျိုးစုတဲ့ပြည့်ညတ်တော်10ပါးပေးတဲ့အခါမှာဒီပထမဆုံးပြည့်ညတ်တော်10ပါးရဲ့ဒီကြောက်ပြားနှစ်ပြားကဒီအခန်းငယ်16မှာဖျားသခင်ဖန်ဆင်းတော်မူသောကြောက်ပြားစာသည်လည်းဖျားသခင်အခရာတင်တော်မူသောစာဖြစ်တယ်။ဖျားကိုယ်တိုင်လှုပ်ပေးတဲ့ပြည့်ညတ်တော်10ပါးရဲ့ဒီစကလုံးမကောက်ဘူးကြောက်ပြားစာကအစဖျားကိုယ်တိုင်ရေးထားတဲ့အရာဖြစ်တယ်အဲ့မှာမောရှေကြီးကယူလာတဲ့အခါမှာတင်းနောက်တော့တောင်မဆင်းလာအခါမှာသူတပည့်ယောရှုကလည်းသူ့ရဲ့ဒီဘေးမှာဒီရှိတယ်သူ့ကိုပြောတယ်သခင်ကြားလားအတန်နဲ့ကြားနေရတယ်ဆိုဘာတန်လဲလို့ပြောတဲ့အခါမှာစစ်တိုက်တလုံးလုံးဘာလို့ပြောတဲ့အခါမှာမောရှေမဟုတ်ဘူးတေချာသူတို့ဆင်းလာလေအောက်မှာအတန်ကပိုကျဲလေမဟုတ်ဘူးနော်တဲ့ကခုံတယ်နေဖြစ်နေတယ်ကခုံဆိုဘာလို့ဒီချိန်ကရလဲပေါ့နော်အဲ့မှာနောက်ဆုံးကြတော့သူတို့ကကြည့်တဲ့အခါမှာတောင်ပေါ်လေးလှမ်းမြင်လိုက်တဲ့အကြောင်းအရာပါလဲဆိုနွားတငယ်အောက်မှာကြောင်းပါတဲ့အကြောင်းအရာသူတို့လှုပ်တော့နွားတငယ်ကိုလဲယူ၍အရေကျူဤ
ညက်ညက်ချေပြီးမှရေပေါ်မှာပြည့်၍ဣတုလအမျိုးသားတွေတောက်စေဆိုသူတို့ကဘာလုပ်လဲနွားတငယ်ကိုလှုပ်တယ်အရေချိုတွေတောက်စေသဘောကရုပ်ထုကိုလှုပ်ပြီးတော့သူတို့ကိုးကွယ်တယ်ဆိုတဲ့အကြောင်းအရာဆိုတော့အဲ့အရာကိုတွေ့ရှိရတယ်ဆိုတော့သူတို့ဒီနွားတငယ်ကိုလည်းသူတို့ကခုန်နဲ့ချီးမွမ်းတယ်နွားတငယ်ဆိုတော့ဖခင်ကသူတို့ကိုဣသရေလလူမျိုးကိုနှစ်40တောထဲမှာလက်ဖခင်ရဲ့ကောင်းမြတ်ခြင်းတွေမာနမောက်အဖြစ်သူတို့ကိုဂယုစိုက်ပေးတဲ့အရာတွေသူတို့ရဲ့စီးတဲ့အဝတ်ကမစုံမပြောစီးရဖက်နဲ့မပွန်းပဲတဲ့အရာတွေအားလုံးကဖခင်သူတို့ကိုဘလောက်ဂယုစိုက်ထားလဲဆိုတဲ့အရာကိုသူတို့ကဥပက္ခထားပြီးတော့မောရှေဖခင်ရဲ့လူတောင်ပေါ်တက်တဲ့အချိန်မှာသူတို့အောက်မှာကြာလာတဲ့ခါမှာသူတို့ဆောက်တရားများမှာသူတို့တခြားတကိုးသူတို့တခြားဖခင်သခင်ရဲ့အစားကိုတခြားဖခင်ကိုအားကိုးလိုက်တဲ့အရာဖြစ်တယ်ဆိုတော့အဲ့ဒါမောရှေကဘာဖြစ်သွားလဲဆိုလုံးဝစိတ်မထိန်နိုင်တော့ဒေါသထွက်မယ်ခေါင်းဆောင်တူဦးနေနဲ့ဒေါသထွက်မယ်စိတ်မထိန်နိုင်တဲ့ခါမှာသူလှုပ်လိုက်တဲ့အရာကဒီဆက်ရှစ်မှာပြောတာငါကြားတော့အတန်ဒီနော်ဒီအရာကိုသူကြားနေသူဘာလုပ်လဲဆိုရင်လည်းနော်ခုနကတော့ဖျားဖန်ပေးထားတဲ့ကြောက်ပြားဒီအဖျားကိုယ်တိုင်ရေးထားတဲ့ကြောက်ပြားစာကလည်းဖျားသခင်ကိုယ်တိုင်ထွင်းထားတဲ့စာဆိုတဲ့ဒီအရာကိုသူအရှံဒေါသထွက်ကြရလို့သူဘာလို့ဆိုသူပြစ်ချလိုက်တယ်ကွဲအောင်လုပ်လိုက်တယ်ဆိုတော့အဲ့ဒီဟာကိုဖတ်တဲ့ခါမှာဘာသင်ခန်းစာပေးလဲဆိုရင်လည်းဒေါသဆိုတဲ့အရာပေါ့နော်ဆိုတော့ဖျားပေးတဲ့အရာကိုတန်ဖိုးထားရမယ်ဆိုတဲ့ပထမဆုံးအချက်နဲ့ဒီအကြောင်းအရာကိုပြောချင်တယ်ဆိုတော့ဖခင်ကပေးတဲ့အရာမှာကျွန်တော်တို့ကိုအများကြီးပေးထားတယ်ဆိုတော့ကျွန်တော်တို့ပိုင်ဆိုင်မှုတွေပေးထားတယ်မိသားစုဝင်တွေပေးထားတယ်တခါလေကျွန်တော်တို့ဒေါသကိုမထိန်နိုင်တဲ့အတွက်တခုခုကိုကျွန်တော်တို့လှုပ်ဖြက်စီးလိုက်ခြင်းကဘာဖြစ်သွားလဲဖခင်ပေးထားတဲ့ဖခင်တန်ဖိုးထားပြီးတော့တိဆောက်ပေးတဲ့အရာကိုဖြက်စီးတယ်လို့ဖြစ်သွားတတ်တယ်အဲ့ဒီအချက်ကိုကျွန်တော်တို့နားလည်ဖို့လိုတယ်ဘာလို့လဲဆိုတော့ဖခင်ကကျွန်တော်တို့တခါလေမိသားစုပေးတဲ့ခါမှာခင်မွန်းတယ်နဲ့ဇနီးတယ်တခါလေခင်မွန်းတယ်ကဒေါသအရှမ်းထွက်လာတယ်ခွင့်လွတ်တယ်မခွင့်လွတ်နိုင်တဲ့ခါမှာအရှမ်းဒေါသထွက်ဖျားပြင်ဆင်ပေးထားတဲ့ဇနီးမောင်ရဲ့ပဋိညာဉ်လူရှိဖျားရှိမှာပဋိညာဉ်ပြုတ်ထားတဲ့တေမခွဲမဲ့ဆိုတဲ့အရာကိုဖောက်ဖျက်လိုက်တယ်အိမ်တော်စုတွေအများကြီးရှိတယ်ဒေါသကြောင့်ထွန်းတဲ့ဇနီးတဲ့ခင်မွန်းတယ်ရဲ့နှိပ်စက်တာကိုကြာလိုက်တဲ့ခါမှာမခံနိုင်တဲ့ခါမှာခွဲလိုက်တယ်ကွဲသွားလိုက်တယ်မပေါင်းနိုင်တော့ဘူးဘာလို့မပေါင်းနိုင်လဲဆိုဒေါသအရင်ထွက်လာတယ်ဆိုဒီဒေါသအမျက်က community တစ်ခုကိုဒီဖြတ်စီခဲ့တယ် community ဆိုတာကျွန်တော်မြင်ရတဲ့ဒီမျက်စိထဲကအရာမဟုတ်ပဲနဲ့မမြင်ရတဲ့ဖျားတိဆောက်ပေးတဲ့တကိုးကြီးတဲ့အရာဖြစ်တယ်ခုနမောရှေကဖျားကိုယ်တိုင်ထွင်းထားတဲ့အရာတန်ဖိုးထားတဲ့အရာကိုသူ့ရဲ့ဒေါသနဲ့သူဘာလုပ်လိုက်ဆိုတော့သူရိုက်သူချပြီးကင်မတော့သူပြစ်ချလိုက်တဲ့အရာမှာဒီအရာမှာကျမတို့ဆင်ခြင်ဖို့လိုပါတယ်အသက်တာမှာကျမတို့မိသားစုထဲမှာကျမတို့ခေါင်းဆောင်ဖြစ်တဲ့အချိန်မှာတခါတလေကျမတို့ဒီအဖွဲ့အစည်းနဲ့အလုပ်လုပ်တဲ့အသင်းတော်တွေမှာလည်းခေါင်းဆောင်နေနေတဲ့အရာတွေတခါလေမိသားစုတခါလေတခြားအလုပ်ကိုင်မှာလုပ်ကိုင်တဲ့အရာအားလုံးမှာကျမတို့ဒေါသဆိုတဲ့အရာကိုမထိန်သိမ်းနိုင်ကြကျမတို့မိသားစုတွေအိမ်တောင်တွေအသင်းတော်တွေ community တွေပြိုကွဲသွားနိုင်တဲ့အကြောင်းအရာတွေကိုဒီဒေါသကြီးချင်းအရာအဖြစ်တွေ့ရှိရနောက်ပိုင်းမှာတော့ဖခင်ကတော့ဘာဆက်လုပ်လဲဆိုသူဒါပထမဆုံးသူဒီပဋိညာဉ်10ပါးကိုသူပေးခဲ့တယ်ဒါပေမဲ့အခန်းကြီး34နဲ့4ကနေ9အထိကျတော့ तू ကဘာပြန်လုပ်ပေးရလဲဆိုရင် तू တခါပြန်ပြီးတော့ဒီဟောက်တခါပြန်ရိုက်ဖို့အတွက်ကြတော့ तू ကဘာလုပ်လဲဆိုရင်အခန်းကြီးထွတ်မြောက်ကြအခန်းကြီး34အခန်းငယ်1မှာတော့တပန်ထာဝရဘုရားကအရင်ကြောက်ပြားနှစ်ပြားနဲ့တူအောင်ကြောက်ပြားနှစ်ပြားကိုခုတ်လောတင်ချိုးပဲ့တော့အရင်ကြောက်ပြား၌စကားပါသည့်အတိုင်းနောက်ကြောက်ပြားပေါ်မှာငါရေးမိဒီနောက်ကြောက်ပြားတစ်ခုထပ်လုပ်ပေးတဲ့လုပ်ပေးတဲ့အခါမှာလူလောက်ရတယ်မောရှေကိုယ်တိုင်ကြောက်ပြောက်သူလောက်ရတယ်ပြီးမှထွင်းတာတော့ဖျားလောက်တယ်လို့နှုတ်ပတ်တော်ထဲမှာဖော်ပြတဲ့အရာကိုတွေ့ရှိရတယ်ဒါမှမဟုတ်အသက်တာမှာဖျားတိဆောက်ပေးတဲ့အရာကိုကျမတို့ကဒေါသကြီးခြင်းကိုယ်အလိုမကျခြင်းအဖြစ်ကျမတို့ဖြည့်ဆည်းလို့မရဘူးဆိုတဲ့အရာကိုကျမတို့တစ်ချက်အနေနဲ့ဖျားပေးသောအရာတိုင်းကိုတန်ဖိုးထားရမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ခွာပေးချင်ပါတယ်နှစ်တစ်ချက်ကကျမတို့အရောက်စီတိုင်းကခေါင်းဆောင်မိဘတွေကသားသမီးအတွက်အထောက်ပံ့အရောက်စီတိုင်းအတွက်ကျမတို့ကအထောက်ပံ့ပေးရမယ်လို့ပြောရတဲ့အကြောင်းအရာဖြစ်တယ်။ထွတ်မြောက်ခြင်းအခန်းကြီး33မှာကျတော့အခန်းငယ်7ဆိုတဲ့အကြောင်းအရာမှာဘာအကြောင်းအရာဖော်ပြထားလဲဆိုရင်ထာဝရဘုရားသည်အဆွေခင်ပွန်းခြင်းကိုနှုတ်ဆက်တတ်သည်နည်းတူမောရှေနှင့်ညနေချင်းဆိုင်၍နှုတ်ဆက်တော်မူ၏
မောရှေသည်တက်သေးသို့ပြန်ဝင်သောအခါသူ၏လက်ထောက်နှုံ၏သားယောရှုမည်သောလူလင်သည်တဲတော်မှမထွက်ဘဲနေ၏ဆိုတော့ထွတ်မြောက်ကျမ်းအခန်းကြီး33 7ဒီအကြောင်းအရာကဘာလဲဆိုရင်တဲ့ဒီအကြောင်းအရာကိုဖတ်ချင်အဖြစ်ဘာကိုတွေ့ရှိရတယ်ဆိုမောရှေကဖယားနဲ့သူတို့အဲ့တုန်းကခေါင်းဆောင်တွေကတဲတော်မှာဖယားကိုနှုတ်ဆက်ရတယ်ပြီးလို့ချင်းသူတို့ဖယားစကားပြောတယ်ပေါ့ဆိုတော့တဲတော်တွေရှိတယ်သူတို့လှုပ်ထားတဲ့ဒီဥစားပေါ့ဆောက်လို့တဲတော်တွေမှာသူ့ရဲ့အကန့်နဲ့သူဝတ်ပြုကိုးကွယ်ရမယ့်နေရာတွေမှာရှိတယ်မောရှေတခါတည်းခေါင်းဆောင်ဖြစ်တဲ့အတွက်သူကဣသရေလလူမျိုးကိုလည်းသူကစကားပြောရတဲ့အခါမှာသူ့မှာအလောက်ကဖျားနဲ့စကားပြောရတယ်ပြီးရင်သူကဖျားပြောစီချင်လို့တဲ့အရာကိုလူမျိုးစုသူကပြောရတယ်ပြောရတဲ့အချိန်မှာဒီမှာသူ့နဲ့အမြဲတမ်းကတ်နေတဲ့လူငယ်တူဖြစ်တဲ့ယောရှုကသူ့ဘေးနားအမြဲရှိတယ်ခုနကတော့လည်းတောင်ပေါ်ဆင်းလာတဲ့ခါမှာယောရှုသူ့ဘေးနားမှာရှိတယ်လို့ယခုသူဖျားနဲ့သူအမြဲတမ်းမိသားဖွဲ့တဲ့အချိန်မှာလည်းယောရှုကသူ့ဘေးနားမှာရှိတယ်အဲ့အချိန်မှာတွေ့ရှိရတဲ့အကြောင်းအရာကမောရှေကမျက်နှာဆက်နှုတ်ဆက်တော်မူတယ်ဆိုတော့ဖျားနဲ့သူနှုတ်ဆက်မောရှေဒီတက်အပြင်တို့ထက်ကမှာသူအပြင်ကသူ့ရဲ့လက်အောက်ငယ်သားသူ့ရဲ့လူမျိုးစုနဲ့သူနှုတ်ဆက်တဲ့ခါမှာတဲတော်မှာဘသူကြံခဲ့လဲဆိုနှုံရက်သားယောရှုသူဒီတဲတော်မှာမထွက်ပဲနေဆိုသူ့ရဲ့ခေါင်းဆောင်ထွက်သွားတဲ့အခါမှာသူကတဲပေါ်မှာနေပေးရတယ်လို့ပြောတာသူနေပေးပြီးတော့သူဘာလုပ်မလဲသူ့ရဲ့သခင်သူ့ရဲ့ခေါင်းဆောင်ပြောမယ်ဆိုသူ့ရဲ့ခေါင်းဆောင်သူ့ကိုဦးဆောင်ပေးခဲ့တဲ့မောရှေအတွက်သူဆုတောင်းပေးတယ်တဲတော်မှာသူလှုပ်ရမယ့်ဝတ်တယ်လှုပ်ပြီးသူ worship သူလှုပ်ပေးတယ်ဆိုတော့ကျမတို့အသက်တာတိုင်းမှာလည်းအဲ့ဒါကိုစဉ်းစားဆင်ခြင်တဲ့အခါမှာကျမတို့အရောက်စီတိုင်းကယောရှုကဲ့သို့တရရောက်တော့သူတို့ရဲ့အထောက်အပံ့တခါလေကျမတို့ကသူတစ်ပါးအတွက်အထောက်ပံ့ဖြစ်တဲ့အခါမှာအထောက်အပံ့အကောင်းဖြစ်ရတယ်သူတစ်ပါးကကျမတို့ကိုအားကိုးလာတဲ့အခါမှာလည်းအားကိုးတဲ့အရာကိုကျမတို့ကအကောင်းဆုံးအထောက်ပံ့လူတူအနေနဲ့ကျမတို့နေပေးရဆိုယောရှုကကြတော့ဒီမှာ तू ကဘာလုပ်လဲဆိုတော့ तू ကအထောက်ပံ့ပေးတယ်သူ့ရဲ့ခေါင်းဆောင်အတွက်အပြင်မှာသွားမှ तू အထဲမှာနေပေးတယ် तू ရက်တရားမယ့်အရာတွေ तू ပြင်ဆင်ပေးရမယ့်အရာတွေပြီးလို့ရှိရင်သူ့ရဲ့ခေါင်းဆောင်အတွက် तू ဆူတောင်းပေးရမယ့်အရာတွေဖခင်နဲ့ तू ပို့ပြီးတော့စကားပြောရမယ့်အရာတွေ तू အနောက်မှာလုပ်ပေးတယ်ကျွန်တော်တို့မိသားစုတွေကျမတို့အသင်းတော်တွေမှာဒီအရာကိုကျမတို့စဉ်းစားဖို့လိုတယ်ကျမတို့အသင်းတော်မှာဆိုကျမတို့ခေါင်းဆောင်တွေရှိတယ်အထူးသဖြင့်ကျမတို့ဒီမှာ pastor ရှိတယ်ဆရာတခါကဆရာတော်အလောလာသူတရားဟောတဲ့ထဲမှာကြားဘူးတယ်တခါတော့သူဒီမှာအသင်းတော်မှာစလာခဲ့တာလူငယ်ဖြစ်တယ်အဲ့တော့အဖူးစင်းနေတို့အဖူးတို့နော်ရှိသေးတယ်သူတို့တွေကဆရာတော်ကအပြင်သွားမယ်ဥမာတခြားနိုင်ငံသွားမင်းတို့သွားပါငါတို့အနောက်တန်းမှာခံပေးမယ်ဆိုတော့အနောက်တန်းမှာကြီးမားသောခေါင်းဆောင်တွေရှိတဲ့အခါမှာ तू လွတ်လပ်သွားတယ်လူများနိုင်ငံကိုဘယ်လိုမလဲဖခင်ကပြင်ဆင်ပေးလဲသူတို့သွားပြီးလွတ်လပ်သွားလာတယ်ထိုနည်းတူဆိုအခုချိန်မှာ तू ကခေါင်းဆောင်ဖြစ်သွားဆိုတော့ तू ခေါင်းဆောင် तू အထိုင်ပြန်ဖြစ်ရမယ့်အချိန်မှာလူငယ်တွေ तू အကောင်းဆုံး तू ပန့်ပိုးမယ်ဆိုတဲ့အရာကဒီနှုတ်ဘတ်တော်နဲ့သွားညီတဲ့အရာဖြစ်ဆိုတော့ကျမတို့အသက်တာမှာကျမတို့ကခေါင်းဆောင်ကောင်းဖြစ်ရင်လေခေါင်းဆောင်မိခင်ဖခင်အနေနဲ့ဖခင်ကခန့်အပ်ထားရင်မိခင်ဖခင်ရဲ့တောင်းဝန်ကျေရမှာဖြစ်တယ်သားသမီးအနေနဲ့ခန့်အပ်ထားရင်လေသားသမီးရဲ့တောင်းဝန်ကိုကျေရမှာဖြစ်တယ်အဲ့လိုတောင်းဝန်ကိုစီပေးထားတဲ့အရာကျေမှပဲဝန်းကျင်အတွက်အဆင်ပြေမှာဖြစ်တယ်တချို့သောမိသားစုဝင်တွေတခါတလေကိုယ့်ရဲ့တာဝန်ကိုကမသိဘူးတေးချာမသိတဲ့အခါဖခင်ဖြစ်ပြီးတော့ဖခင်အလုပ်ကိုမလုပ်နိုင်ရှာကြွရမယ့်အလုပ်ကိုမလုပ်နိုင်တချို့ဆိုမိခင်ဖြစ်ပြီးတော့ရှာဖွေပြီးအိမ်နောက်မှာစီမံခန့်ခွဲရမယ့်အရာတွေသူတို့မလုပ်နိုင်ဥဆောင်ရမယ့်အစားမလုပ်နိုင်တဲ့အခါမှာတာဝန်လစ်ဟင်းသွားတဲ့အခါမှာမိသားစုမှာဖျို့ဖျဲဖြစ်သွားတတ်တယ်တချို့မိခင်တွေလောင်ကစားတွေနဲ့ရစ်မှုတဲ့အခါမှာနှစ်ပေါင်းများစွာကြာတဲ့အခါမှာမိသားစုသားသမီးတွေကိုခိုင်းရမယ့်အရာမခိုင်းနိုင်ဘူးသားသမီးတွေကလည်းတိုးတက်ရမယ့်ပန့်ပိုးရမယ့်အချိန်မှာသူတို့မပန့်ပိုးဘူးသူတို့ကြိုက်တဲ့အရာတွေလောင်ကစားဖြစ်မယ်တချို့ဆိုလဲထီတွေချဲတွေဖြစ်ကောင်းဖြစ်လိမ့်မယ်ဒီဘက်မှာအချိန်ကုန်တချို့အပေါင်းအသင်းနဲ့ဖြစ်ကောင်းဖြစ်လိမ့်မယ်အချိန်ကုန်နဲ့သားသမီးတို့မပန့်ပိုးနိုင်ခါမှာသားသမီးတွေကကြီးလာကြတော့သူတို့လမ်းနဲ့သူတို့ရှောက်တဲ့ခါမှာဖျားနဲ့လေကျွန်တော်တို့မိတ်မဆက်ပေးတဲ့ခါမှာသွားချင်တဲ့လမ်းကိုသွားတဲ့မိသားစုပဲပြုတ်ကွဲတဲ့မိသားစုတွေတွေ့ရှိရတယ်။တချို့ခင်မွန်းတယ်လည်းဖခင်တွေလည်းရှိပါတယ်အဲ့လိုပဲ။တချို့သားသမီးတွေလည်းအဲ့လိုကဏ္ဍရှိတာ။သားသမီးကဏ္ဍကိုသိစားမယူနိုင်တဲ့အခါမှာတခါလေအကန့်အသတ်ချွတ်ချော်မှုတွေမိသားစုထဲမှာပဏိပခတွေဖြစ်ပေါ်လာတာတွေ့ရှိရတယ်။ကျွန်မဦးလေးတယောက်ရှိတယ်သူကတော့ကင်ဆာပေါ့နော်သူကင်ဆာဖြစ်တဲ့အခါမှာတ
သူ6လဖြစ်ပြီးတော့တည့်ရ6လပဲသူနေရတယ်တလား2လမလောက်မှာတော့သူကကောင်းကောင်းလေးသွားလာနိုင်တယ်ပေါ့သူသမီးကအလုပ်ကနေပြန်လာတဲ့အခါမှာမိုးချုပ်တယ်မိုးချုပ်တော့ဟိုလမ်းထိပ်မှာဆိုဒီကြောင်နဲ့ပြက်လိုက်နည်းနည်းလေးကြောင်ကြတော့ဟိုစိတ်မချဘူးဖခင်တယောက်နေဆိုသူနည်းနည်းယောဂရှိမယ်ဘာမှသူခါလေးကိုနည်းနည်းလေးအောင်လာပါပြက်သွားကြိုပြီးတယ်သွားကြိုတယ်လမ်းထိပ်မှာဒါငါသမီးပြန်လာမယ်မိုးရမ်းချုပ်တယ်ဆိုတော့ဖခင်တယောက်နေနဲ့ယောဂဖြစ်ပေမဲ့လေသားသမီးအတွက်တောင်းကြခဲ့တယ်ဆိုတော့ဒီလိုဖခင်နေမိခင်နေအများကြီးရှိပါတယ်ဘွားတက်တာမှာဆိုတော့ခုနခေါင်းဆောင်နေအနောက်တဲမှာသူတို့အကောင်းဆုံးသူတို့အသက်ရှင်ခုကျမတို့အသင်းတော်တွေမှာလည်းပြောမယ်ဆိုရင် pastor တွေကအသက်တွေတချို့ဆိုအရင်အသက်ကြီးပြီးအားနေသွားတဲ့အပိုင်းဖြစ်တဲ့အခါမှာ pastor အငယ်တွေတချို့အသင်းတော်ကတော့ reverend ပေးသွားတယ်ရှိတယ်တချို့ကြတော့လည်းအငယ်တွေတိတ်မပေးသေးဘူးပေါ့နော်အခုကြီးတိတ်မပေးတဲ့အခါမှာအကြီးပိုင်းတွေလို့ပင်ပန်းလာတယ်သူတို့ကိုအနောက်ကန်းနေတခါလေထောက်ပံ့ပေးရမယ့်အရာတွေလည်းအားနေတဲ့အပိုင်းတွေလည်းရှိလာတယ်ဒါပေမဲ့တချို့အသင်းတော်ကြတော့လုံနိုင်တယ်တချို့ဆိုအသင်းတော်မှာ pastor ဖြစ်မယ်ပရာဟိတအပိုင်းကိုလုံနိုင်တဲ့ pastor တွေလည်းလုပ်တယ်တချို့ဆိုအသင်းတော်မှာအထိုင်နေတဲ့တကယ်ကို Bible study ဒီလိုပေးနိုင်တဲ့ pastor တယောက်အနေနဲ့လုပ်ပေးရတဲ့ pastor တွေလည်းအများကြီးရှိသူတို့အကန့်နဲ့သူတို့အကောင်းဆုံးလုပ်တဲ့အခါမှာကျွန်တော်တို့ကအကောင်းဆုံးထောက်ပံ့ပေးရမယ်အခုကျွန်တော်တို့သင်းအုပ်ဆရာတွေအတွက်ဘယ်လောက်ထိဆူတောင်းပေးလဲပေါ့နော်သင်းအုပ်ဆရာကတော့သင်းသူအသင်းသားတွေအတွက်ဆူတောင်းပေးပါတယ်ဒါပေမဲ့အသင်းသူအသင်းသားတွေတော့သင်းအုပ်ဆရာအတွက်ဘယ်လောက်ဆူတောင်းပေးလဲဆိုတဲ့အရာကလည်းအင်အားတစ်ခုဖြစ်တယ်ဆိုတဲ့အရာကိုယောရှုနဲ့ခုနကမောရှေရဲ့အသက်တာကိုတွေ့ရှိရပါတယ်ယောရှုကတော့တကယ်မောရှေအတွက်အကောင်းဆုံးထောက်ပံ့ဖြစ်တယ်ပရိသတ်စီမှာသွားပြီးတော့ပြောနေတဲ့အချိန်မှာယောရှုကတဲတော်မှာနေပြီးတော့ဖျားနဲ့ဆက်ကပ်ပြီးတော့ခေါင်းဆောင်အတွက်အမြဲရည်တည်ပေးနေတဲ့နှောက်လိုက်ခေါင်းတူဖြစ်တယ်ဆိုတဲ့အရာကိုတွေ့ရှိခြင်းအဖြစ်ကျွန်တော်တို့အရောက်စီတိုင်းလည်းပဲမိမိခေါင်းဆောင်မိသားစုမိမိရဲ့လက်အောက်ငယ်သားအတွက်အကောင်းဆုံးအထောက်ပံ့ဖြစ်တဲ့သူတွေဖြစ်ပါစေလို့ဒီနံပါတ်1အချက်အနေနဲ့ခွာပေးချင်ပါတယ်၃ချက်တစ်ချက်နဲ့နောက်ဆုံးတစ်ချက်ကပါလေကျွန်တော်အသက်တာမှာလဲเสียအကြောင်းမဖြစ်ဖို့တတိပြုပါအဲ့မှာထွက်မြောက်အကျမ်းအခန်းကြီး34အခန်းငယ်7မှာဖော်ပြထားတဲ့အကြောင်းအရာဖြစ်ပါတယ်အကြောင်းအရာကပါလဲဆိုရင်တဲ့တင်ဒီယခုသွားသောပြည်သူပြည်သားတို့၌မိစ္ဆာရဖွဲ့သည်ဖြစ်တင်ဤအလယ်၌တိုင်မိ၍လဲเสียအကြောင်းမဖြစ်စေခြင်းကကိုတတိပြုလောတဲ့တင်ဒီယခုသွားသောပြည်သူပြည်သားတို့နှင့်မိစ္ဆာရဖွဲ့သည်ဖြစ်တင်ဤအလယ်၌တိုင်မိ၍လဲเสียအကြောင်းမဖြစ်စေခြင်းကကိုတတိပြုလောထွက်မြောက်အကျမ်းအခန်းကြီး34 7အဲ့ဒီအကြောင်းအရာကဘာလဲဆိုရင်တဲ့ဖယားသခင်ကသူကခုနကြောက်ပြားအစ်စ်ကိုထပ်မံလုပ်ပေးတဲ့အခါမှာမောရှေကပြီးတော့တိနာတောင်တစ်ခါသူပြန်တက်ရတယ်သူတက်ပြီးတော့ဒီတစ်ခါကျရင်ဖယားကသူ့ကိုတက်ခိုင်းတယ်သူ့ကိုထပ်ပြီးတော့ပြည့်ညတ်ထားတဲ့အကြောင်းအရာတွေရှိတယ်သူ့ကိုတင်ပေးလိုက်တဲ့အကြောင်းအရာကတဲ့သင်အလယ်၌တိုက်မိ၍လဲเสียမဖြစ်စေနဲ့သူတစ်ပါးအတွက်လဲเสียမဖြစ်စေနဲ့ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တခါကတော့နော်ဒီဆရာကြီး Pilgrim တက်တည်ခံချက်တစ်ခုကိုကြားဘူးတယ်ဆိုတော့တချို့တော့ကြားဘူးလိမ့်မယ်နော်တနေ့မှာသူကဥစားပါနော်တရားဟောပွဲကနေသူပြန်လာတယ်သူပြန်လာတဲ့အခါမှာတဲ့ဘယ်လိုဖြစ်လဲဆိုရင်လမ်းမှာအမျိုးသမီးတူကသူ့အကောင်းကိုရက်တယ်ရက်တဲ့အခါမှာသူကမရက်ဘူးပေါ့နော်သူမရက်ဘူးမရက်ပေမဲ့သူဆက်မောင်းသွားတယ်အဲ့ဒီအမျိုးသမီးကမုတ်ဆိုးမှဖြစ်တယ်ဆိုတော့သူဆက်မောင်းသွားတယ်ဆက်မောင်းတဲ့အခါမှာအဲ့အမျိုးသမီးသူ့အရန်စိတ်ဆိုးတယ်ဆိုတော့နောက်တစ်ပတ်မှာဆရာအောင်ငါပြောမယ်တရားဟောလိုက်ရင်တော့လူများကိုကူညီရမယ်လူများကိုမှားစားရမယ်ဟောတယ်တကယ်လည်းလက်တွေ့မှာငါဒုက္ခရောက်နေတာငါ့ကိုလည်းကားပေါ်မတင်ဘူးतू ကအဲ့လိုအတွေးနဲ့ပေါ့နော် तू ကနောက်တစ်ပတ်ကျတော့ဆရာပီလီဂရဟမ်စီ तू လာတယ်သူ့ pastor तू လာ तू ဘာပြောလဲဆိုဆရာကြီးတဲ့ဆရာကိုကျွန်မမကျေနပ်ဘူးပြီးခဲ့တဲ့အပတ်တုန်းကညနေ worship ပြီးတော့ဆရာပြန်တဲ့အခါမှာကျမကလည်းနည်းနည်းမောင်နေပြီကျမမှာကားမပါဘူးဆိုတော့လမ်းတော့ကျမတားတဲ့အခါမှာဆရာကြီးကဘာဖြစ်လို့ကျမကိုမရက်ပေးတာလဲတဲ့ပြောတဲ့အခါမှာဆရာကြီးဘီလီဂရဟမ်ဘာပြောလဲဆိုငါကတဲ့သူစနီးဆုံးသွားပြီပေါ့နော်ငါကမီဒီယာများစွာကငါ့ကိုကြည့်တယ်တဲ့ပြီးလို့ချင်းငါကဘယ်လိုလဲမုတ်ဆိုးဖို့တူးနေတယ်အခုအမှုတော်ဆောင်နေတယ်ပေါ့နေကမုတ်ဆိုးမှဖြစ်တယ်ငါကမင်းကိုတင်လိုက်ရင်ရပါတယ်ဒါပေမဲ့မင်းကငါတင်လိုက်တဲ့အချိန်မှာမီဒီယာတွေက zoom တွေဆွဲပြီးလို့ချင်းဒီ head title တွေနဲ့မကောင်းတဲ့အရာတွေကဲဆရာကြီးဘီလီဂရဟမ်ကမုတ်ဆိုးမတူဦးကိုကားနဲ့တင်သွားပါတယ်ဆရာကြီးဘီလီဂရဟမ်မုတ်ဆိုးမတူဘယ်ဟိုတယ်ရှောက်ပြီးတော့အဲ့လိုရေးမယ်ဆိုရင်ငါရဲ့တိတ်ခါကြတာမဖျားပုံးထိခိုက်ဒါကြောင့်မလို့ငါမင်းကိုလုံးဝမတင်ဘူးဆိုတဲ့အကြောင်းအရာမှာအဲ့လိုအကြောင်းအရာရှိတယ်
အနောက်မှာငါရဲ့အတင်းသားတွေကားရှိသေးတယ်ကားထဲမှာတကားကတော့မင်းကိုတင်လိုက်မယ်ဆိုတာငါသိရတဲ့အတွက်မင်းကိုငါမတင်ခြင်းဖြစ်တယ်လို့သူရှင်းပြလိုက်တဲ့အခါမှာခုနကသူ့အတင်းသားဖြစ်တဲ့မုတ်ဆိုးမကသူ့ကိုပြန်ပြီးတော့နားလေသွားတယ်တတိရှိတော့အသက်တာဆိုတော့နှုတ်ဘတ်တော်ထဲမှာအများကြီးရှိတယ်တတိရှိတယ်ရောသက်လို့လူငယ်တွေကျွန်တော်တို့အများကြားဖို့တယ်တတိရှိတဲ့အတွက်သူ့ကိုစုံစမ်းခြင်းကနေပြီးတော့လွတ်မြောက်အောင်သူပြေးနိုင်တယ်တတိမရှိဘူးရှန့်ဆုံးလို့မရှိတဲ့အပြင်ဟိုလူများဟိုဘယ်လိုမလဲတဲ့ကိုတိုးတာပေါ့နော်ပြောမယ်ဆိုရင်သူ့ကိုဟိုဖြတ်စည်းစေမဲ့အရာကိုတဲ့ကိုသူတိုးဝင်တဲ့လူငယ်လေနှုတ်ဘတ်တော်ထဲမှာရှိတယ်ဖော်ပြတဲ့အကြောင်းအရာရှိအပြင်လောကမှာလည်းအဲ့လိုပဲကျမတို့ကိုဖခင်ကရွေးချယ်လိုက်တဲ့အခါမှာအမှုတော်ဆောင်အနေနဲ့တချို့ဆိုခေါင်းဆောင်အနေနဲ့ department တစ်ခုခုမှာတချို့ဆို NGO လုပ်ငန်းမှာတချို့ဆိုမိသားစုတချို့ဆိုအဖွဲ့အစည်းတစ်ခုခုမှာတချို့ဆိုလည်းမိရဲ့သက်ဆိုင်တဲ့စီးပွားရေးတစ်ခုမှာဖခင်ကရွေးချယ်လိုက်တဲ့အခါမှာအသက်တာမှာထိမိ၍လဲစရာမဖြစ်ဖို့လိုတယ်ဆိုတဲ့အကြောင်းအရာကိုနှုတ်ဘတ်တော်ကတင်ခြင်းဖြစ်တယ်အများကြီးစာတန်ကကျမတို့ကိုလုံနိုင်တဲ့အရာတွေအများကြီးရှိတယ်ကျမတို့ငိုက်သွားတဲ့အချိန်မှာပင်လေသူကကျမတို့ကိုရဲ့အားနည်းချက်ကိုသိတခါလေကိုတောင်ကိုငါဘာအားနည်းလဲဆိုတဲ့အရာကိုတတိမထားမိတဲ့အချိန်မှာပင်စာတန်ကကျမတို့အားနည်းချက်ကိုသိတယ်ဆိုတဲ့အရာကိုမမေ့ပါတခါလေကျမကထောက်ဆိုကျမအားနည်းချက်ကိုတခါကစာတန်နင်းမိသွားတဲ့အခါမှာကျမကိုမှွေလိုက်တာကျမထောက်ဘာဖြစ်လို့ငါဓာကြီးထဲကြသွားရတာလဲဘာဖြစ်လို့ကြဖို့ဖြစ်သွားရတာလဲဆိုတဲ့အကြောင်းကျမစဲမှာငါတောင်ကြိုက်တာပဲဟာငါကြိုက်တာငါကငါတော့ငါမသိဘူးဘယ်သူမှလည်းငါအကြောင်းမသိဘူးဟာစာတန်သိတယ်စာတန်သိတယ်လို့ဖျားလည်းသိချက်ချင်းပဲဖျားစီပြန်တိုးဝင်လိုက်တဲ့အခါမှာဖျားကဒီစုံစမ်းနောက်ဆက်ခြင်းကနေပြန်ပြီးတော့ဖိတ်ကပြန်ပြီးဆွဲပြီးတော့ဆွဲထူလိုက်တဲ့အရာတောင်ခံစားလိုက်ရဆိုတော့တခါလေအဲ့ဒီစုံစမ်းခြင်းဆိုတဲ့အရာကကျမတို့လဲကြစရာအကြောင်းဖြစ်တယ်ဆိုတဲ့အရာကိုကျမတတိထားဖို့လိုတယ်တခါကအဲ့တော်တယောက်နဲ့အန်တီတယောက်နဲ့စကားပြောသူဘာပြောလဲဆိုရင်သူပတ်စံရှိတယ်အလုံငန်းကင်ကအဆင်ပြေတယ်ဒါပေမဲ့ तू အိမ်ဖော်မခေါ်ဘူးအဲ့နဲ့သူ့ကိုတွေ့ရမယ်အန်တီအရင်ပင်ပန်းတယ်အန်တီအိမ်မှာအကူလေးတော့ခေါ်ပါလားကူဖော်လောင်ဖက်ပေါ့နေ့လေဖြစ်ဖြစ်ညနေအဲ့နဲ့ तू ကျမကိုဘာပြောလဲဆိုအန်တီကတဲ့တာသူ့တာမီ3ဦးရှိရပေါ့တာ2ယောက်နဲ့သမီး1ယောက်တာကြီး2ယောက်မှာ तू အိမ်ဖော်ခေါ်တယ်တဲ့တဖြည်းဖြည်းနဲ့ခလေးတာကြီးလာနောက်ဆုံးအငယ်မလေးမွေးကြတော့မခေါ်တော့လေအကြီးကအငယ်ကိုပြန်လှုပ်ပေးရပါတော့တဆင်းစစ်သူတို့လှုပ်ပေးသူတို့နိုင်တဲ့ဟာလေးတို့ခန့်ကသူလဲမိခင်တူးနေနဲ့သူပတ်စံရှိမယ်စူးစားပြီးတော့သူရုံးကန်တယ်လှုပ်ရှားတယ်ပေါ့အဲ့မှာဘာလို့မခေါ်လဲဆိုအန်တီဟာတဲ့ခင်ပွန်းရှိတယ်လေတဲ့အဲ့ဒီမှာသား2ယောက်ရှိတယ်မတော်တဆအိမ်ဖော်လေးခေါ်ပြီးတော့တခြားငငယ်လေးတွေလာတဲ့ခါမှာကိုခင်မွန်းတဲ့ကိုစိတ်မချရစိတ်မချတာလို့ပြောတာမဟုတ်ဘူးစုံစမ်းခြင်းကိုမယုံဘူးတဲ့ဒါကြောင့်မို့အန်တီကတော့ကိုလက်ကိုချိန်ပဲလုပ်တယ်သူတို့ခလေးတွေငယ်သေးတဲ့အချိန်မှာမလုံနိုင်ဘူးအရန်ကြက်တဲ့အချိန်မှာပဲအဲ့လိုကူဖို့ခေါ်ပြီမဲ့အခုကတော့သူတို့နဲ့ပြန်ပြီးအလုပ်လုပ်တယ်လို့ပြောတဲ့အခါမှာတတိရှိတဲ့အသက်တာလို့ပြောတာအခုဆိုအန်တီကသူကမောက်ဆိုမတူအနေနဲ့ရှိပေမဲ့လည်းတခါလေသူ့အိမ်သူတော့ခတ်တာအန်တီရေတခါလေလူများလာလေမှာကျွန်တော်သွားလေဆိုခေါ်ရင်အန်တီခေါ်မှသူကသူတော့ဖွင့်တခါကျရင်မောက်ဆိုဖို့လေလာလေတာပေါ့လာလေသူကဘာလုပ်လဲစားသူကတမင်တက်တော့မယူသွားဘူးတော့ခတ်ပြီးသူမိသားစုဟိုအပေါက်ဝိုင်းချင်းဟဲ့နဲမှတောင်းလဲဘာလာလောက်တာလဲဟိုလေအော်ဖိတ်စာလာပြီအော်ရတယ်ယူထားလိုက်မယ်လောက်ကအင်ထဲဝင်လို့မခေါ်ဘူးအဲ့ဒါအသက်က60ကျော်နေအဲ့ဒီနေ့ကမဟုတ်ဘူးလေတဲ့အန်တီကမယုံကြည်သူအိမ်ပတ်ဝန်းကျင်မှာနေတဲ့အတွက်တဲ့လူများအပြောတော့မခံနိုင်လူတွေဆိုတာပြောတတ်တယ်ကိုစီလာရင်မုတ်ဆိုးဖိုလားတခါလေတစ်ခုလက်တွေလာရင်တခါလေကိုသားသမီးတွေအခုသားသမီးကြီးပြီးသားသမီးတွေကလည်းသူတို့အလုံးနဲ့လှုပ်ပြီးဆိုတော့ကိုကတယောက်တည်းရှိတဲ့အခါမှာတတိရှိဖို့အော်လူကြီးတော်မှာတတိရှိတယ်ကျမတို့အသက်တာမှာအဲ့ဒါကိုဆင်ခြင်ဖို့လိုတယ်ဒါမှမဟုတ်ဒီထောင်ချောက်ထဲမှာနော်ဒီစာတန်ရဲ့ထောင်ချောက် snare ဆိုတဲ့ထောင်ချောက်တွေမှာကျွန်တော်တို့မဝင်သွားဖို့လိုတယ်ဆိုတဲ့အကြောင်းအရာကိုလည်းဖော်ပြတယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး10မှာလည်းဖော်ပြတဲ့အရာတခိုးဒီခိုးခြင်းတက်ခြင်းဖြက်စီးခြင်းကသာလာတတ်တယ်စာတန်ရဲ့အလုပ်ကို तू ကသူ့အလုပ် तू လုပ်မှာပဲဆိုဖခင်ကငါကအသက်နဲ့ပြည့်စုံဖို့လာဆိုစာတန်ကသူ့အလုပ် तू လုပ်မယ်ခိုးမယ်ဖြက်မယ်တက်စီမယ်ဖခင်ကလည်းအသက်နဲ့ပြည့်စုံဖခင်ကကယ်မယ်ဖခင်ကလည်းသူ့အလုပ် तू လုပ်တယ်စာတန်လည်းလုပ်တယ်ကျွန်တော်တို့ကကြတော့လူသားဖြစ်တဲ့အတွက်ဒီအင်အားကြီးတဲ့ power ဂျားထဲမှာနေတဲ့ခါမှာကျမတို့ကအင်အားတစ်ခုကျမတို့ကဖတ်တွယ်ရမှာဖြစ်တယ်။ဒါမို့ကျမတို့ကိုးကွယ်တဲ့အင်အားဖျားဆိုတဲ့အင်အားကျမတို့အတွက်အကြီးမြတ်ဆုံးဖြစ်တယ်။တကယ်ကိုကျမတို့အတွက် mighty hand ဖျားရဲ့ဒီ miracle ဆိုတဲ့အံ့ဩစရာတကိုးကြီးတဲ့အရာတွေကျမတို့ pick up လုံခြုံစေတယ်။ရင်ခွင်ထဲမှာလုံခြုံ။ဒါမို့ဟိုစားဂုဏ်တော်ချီးမွမ်းခြင်းတောင်းပြမှာ
ခြေရာလေးတခုတောင်ပြင်မှာရှောက်သွားတယ်ခြေရာလေးနှစ်စုံသခင်ရဲ့ကျွန်တော်နဲ့အတူရှောက်သွားပါခြေရာနှစ်စုံတွေ့တယ်အရန်ကျိန်နဲ့တယ်သခင်ယေရှုကျွန်တော်နဲ့သွားနေတယ်အရန်ကျိန်နဲ့တယ်ခဏနေသဲမှုန်တိုင်းကြားတဲ့အခါမှာခြေရာတစ်စုံပဲကြံတော့တယ်သခင်မှုန်တိုင်းကြားတော့ဘာဖြစ်လို့ဘေရောက်သွားတာလဲကျွန်တော်ခြေရာတစ်စုံပဲတွေ့တယ်သခင်ယေရှုက whisper ပေါ့နော်တိုးဖြင်းရင်းတဲ့အတန်လေးနဲ့သူ့နားထဲမှာဘာပြောလဲမင်းအခုတွေ့နေတဲ့ခြေရာကမင်းရဲ့ခြေရာမဟုတ်ဘူးငါရဲ့ခြေရာမင်းအခုငါရဲ့ရင်ခွင်ထဲကိုရောက်နေပြီငါရဲ့ရင်ခွင်ထဲကိုရောက်နေပြီဆိုတဲ့အရာကဖခင်ကကျမတို့ကိုအရန်ကိုနှွေးထွေးတဲ့ရင်ခွင်ထဲမှာကျမတို့ကိုခြိမခြင်းနဲ့ပွေ့ချခြင်းနဲ့ကျမတို့ကအဲ့ဒါကို accept agree လုပ်ဖို့လိုတယ်လက်ခံရမယ်ကိုယ်ရဲ့အနံ့ရမယ်အသက်တာကိုတွေ့ရှိရတယ်ဒါမှမောရှေကိုဖခင်သခင်ကတွင်တင်တဲ့ခါမှာလင်းစရာအကြောင်းမဖြစ်ဖို့တတိပြုပါကျမတို့အသက်တာမှာဒီအရာတွေအားဖြင့်ကျမတို့ဆင်ခြင်တဲ့အခါမှာဘဝအသက်တာမှာဖခင်ပေးတဲ့အရာတိုင်းကိုကျမတို့တန်ဖိုးထားဖို့လိုအပ်တယ်တယောက်စီတိုင်းမှာကျမတို့ကိုပေးထားတဲ့ community ပတ်ဝန်းကျင်ရှိတယ်မိခင်ဖခင်သားသမီးတွေရှိတယ်ကျမတို့ယူသေးရမယ့်အရာလေးစားရမယ့်အရာမှာကျမတို့ယူသေးရမယ်စကားပြောရမယ်တိုင်ပင်ရမယ်မကျင်တဲ့တာရှိနေကြောင်းနဲ့ပူပွေလင်းလင်းပြောရမယ်ကျွန်မမနေ့ကတပည့်လေးတယောက်နဲ့နေတဲ့အခါမှာသူကတော့ခလေးဆိုတော့ကိုတခွန်းပြောရင်တခွန်းပြန်ပြောတယ်ပေါ့နောက်ကျတော့လည်းအမှုတော်ဆောင်စဖြစ်တဲ့အခုမှကျန်အောင်စတက်တာတလားနှစ်လပဲရှိသေးတော့သူနဲ့စကားပြသမီးနှစ်ယောက်တည်းတို့စကားပြောချင်ရအောင်ပေါ့နော်သမီးကဆရာမကိုအဲ့လိုခံပြောရင်ဆရာမကနားလေတယ်သမီးကဒါပုံစံလေးသမီးရဲ့ပုံစံလေးဖြစ်တဲ့ပြန်ခံပြောတယ်ဆိုတော့သူတို့ကစပါတော့သူတို့တော့မခံစားရဘူးဒါပေမဲ့သူတို့ပြောလိုက်တဲ့အရာကကိုအတွက်တော့ခံပြောတယ်လို့ခံယူတဲ့သူ့စကားပေါ့နော်ဒီ dialogue အနေနဲ့စကားပြောတဲ့အခါမှာသမီးအိမ်မှာအဲ့လိုပဲပြောတယ်ဟုတ်တယ်သမီးကမှန်တယ်ထင်ပြောတယ်သမီးမှန်တယ်ဆိုတဲ့အရာကိုထင်တိုင်းပြောလို့မရဘူးကိုယ့်ထက်အသက်ကြီးတဲ့သူယူသေးရတယ်ဆရာမဆိုယူသေးရတယ်အခုဆရာမနဲ့နေတဲ့အခါမှာဆရာမဆုံးမတာကိုသမီးဆရာမကမဆုံးမပဲနဲ့သမီးအဲ့လိုပဲလွတ်ပေးလိုက်နောက်ထပ်ကျန်းကျန်းအောင်လို့ခွင်အလုတ်ခွင်နဲ့ပြန်ဝင်ငါဘယ်သူမှကြောက်စရာမလိုငါပြောရင်အားလုံးရတယ်ဆိုတဲ့ဟာနဲ့အလုတ်ထဲပြန်အဲ့မှာသူများအတွက်အနောက်ရှက်ဖြစ်နေဒါမှမဟုတ်သမီးကိုပြောတာသမီးကိုချစ်လို့ပြောတဲ့အတွက်သမီးပြင်ပါဒါသမီးရဲ့ရှေ့ရသာသနာပြုလုပ်မဲ့လူတယောက်အတွက်တက်ဆင်ရမယ် equip လုပ်ရမယ်အရာတွေကတစ်ခုဖြစ်တယ်ပြောတဲ့ခါမှာသူတိကျနားတော့ဟုတ်ကဲ့ဆရာမသမီးနားထောင်ပါဆိုတော့စကားပြောတဲ့ခါမှာတစ်ခါလေသင်ပေးလိုက်ရတဲ့အရာတွေရှိတယ်ဆရာတယောက်အနေနဲ့မိခင်ဖခင်တစ်ခါလေသားသမီးကိုသင်ပေးရမယ့်အရာရှိတယ်ဖခင်တရားနဲ့ယဉ်နီးဖို့ဖခင်နဲ့ချစ်ဖို့ဖခင်နဲ့ပို့ပြီးတော့သွားဖို့အရာတွေကိုကျမတို့သင်ပေးရမယ့်အရာတွေမှာအားလုံးကဒီအရာတွေကကျမတို့အထောက်ပံ့ဖြစ်ဖို့ပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုသင်ယူရတယ်လို့နောက်ဆုံးကျမတို့အသက်တာမှာထိမိရလဲစရာမဖြစ်မလဲမောရှေကဲ့သို့ဖျားသွန်တဲ့စကလုံးတစ်လုံးကတော့လဲစရာအကြောင်းပိုက်မိရလဲစရာအကြောင်းမဖြစ်စေခြင်းကကိုတတိပြုပါကျွန်တော်အသက်တာမှာလဲသွားနိုင်တဲ့အကြောင်းအရာတွေအများကြီးရှိတယ်ဒါပေမဲ့မလဲဘူးတတိပြုရမယ်ကိုတတိရှိတဲ့အသက်တာကတော့ဖျားကကျမတို့ကိုရွေးချယ်တဲ့အသက်တာဖျားကိုယ်တိုင်ကောင်းချီးပေးမဲ့အသက်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုအနည်းငယ်တော့ဒီထွတ်မြောက်ခြင်းအခန်းကြီး32 33 34အမိပြုပြီးတော့အနည်းငယ်တော့နှုတ်ကပတ်တော်ကိုဝေမျှလိုက်ပါတယ်မောရရွှေကလူထားရွှေပွဲတကုနိနောရတဲ့နေ့တကယ်